မုတ်ရေလက်ကြားကိုဖျက်ဆီးသွားလာနေတဲ့အမေရိကန်စစ်သည်မောများကိုဒုံးကျည်များဒရုန်းများဆက်လက်ငယ်များဖြင့်အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အီရန်စစ်ဘက်ဆိုင်ရာအဆောက်အအုံများကိုအမေရိကန်တပ်ဖွဲ့များကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအမေရိကန်လေပိုင်းစစ်ဌာနချုပ် SATCOM ကကြာသပတေးနေ့တွင်ပြောကြားခဲ့ပါတယ်။မေလ9ရက်နေ့ကအိုမန်ပင်လယ်ဝက်စီကိုဟော်မုတ်ရေလက်ကြားကနေတဆင့်ဖျက်ဆီးသွားလာနေတဲ့အမေရိကန်ရေတပ်ရဲ့လမ်းညွှန်ဒုံးကျည်တင်ဖျက်သိမ်းမောတွေကိုအီရန်ဘက်ကအကြောင်းမဲ့တိုက်ခိုက်လာတာတွေကိုအမေရိကန်တပ်ဖွဲ့တွေကကြားပြန်ဟန့်တားခဲ့ပြီးခုခံကာကွယ်တဲ့အနေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်ဟုSATCOM ကသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။အမေရိကန်တပ်ဖွဲ့များပြစ်မှတ်ထားခဲ့တဲ့အီရန်စောက်အုပ်များတွင်ဒုံးကျည်နှင့်ဒရုန်းပစ်လွှတ်သည့်စခန်းများကွပ်ကဲမှုနှင့်ထိန်းချုပ်မှုဌာနများထောက်လှမ်းရေးစောင့်ကြည့်ရေးနှင့်ကင်းထောက်ရေး NOS များပါဝင်ကြောင်း SATCOM များသိရပါတယ်။တိုက်ခိုက်မှုများပြီးတွင်သမ္မတဒေါ်နယ်ထရန့်က Trump Social လူမှုကွန်ရက်တွင်ပိုတစ်ခုတင်ကာတင်းမာမှုများကိုထပ်မံမမြင့်တင်ရန်အီရန်ကိုတတိပေးခဲ့ပြီးသဘောတူညီချက်တစ်ခုကိုမကြာမီလက်မှတ်ရေးထိုးရန်ပြောကြားခဲ့ပါတယ်။သူတို့ဘက်ကသဘောတူညီချက်ကိုအမြန်ဆုံးလက်မှတ်မထိုးဘူးဆိုရင်နောက်မှကျွန်တော်တို့ကသူတို့ကိုအခုထပ်ပိုပြင်းထန်ပြီးပုံမူကြမ်းတမ်းစွာခြေမုံသွားမှာပါဟု၎င်းကရေးသားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ဖျက်သိမ်းမောတွေကိုဒုံးကျည်တွေနဲ့ပစ်ခဲ့ပေမဲ့အလွယ်တကူပဲပစ်ချနိုင်ခဲ့ပါတယ်။အလားတူပဲဒရုန်းတွေလာခဲ့ပေမဲ့ဝေဟင်မာတင်လောင်ကျွမ်းသွားခဲ့ပါတယ်။အဲ့ဒီဒရုန်းတွေသမုဒ္ဒရာတွေကိုလွင့်စင်ကျသွားတာဟာတင်ញိုင်းတွေကိုလိပ်ပြလေးတစ်ကောင်ကျသွားတယ်လို့မျိုးတိတ်ကိုလှပလွန်ပါတယ်ဟုထရန့်ကကြွားလုံးထုတ်ခဲ့ပါတယ်။အမေရိကန်စစ်ရေးတိုက်ခိုက်မှုများကိုဘန်နာဘေ့စ်နဲ့ကပ်ရှန်ပါဝင်နေရာတော်တော်များများတွင်လှုပ်ဆောင်ခဲ့ကြောင်းအမေရိကန်ရာရှိတူကပြောကြားခဲ့ပါတယ်။နိုင်ငံတကာရေလမ်းကြောင်းကိုသင်္ဘောတွေဖြတ်တန်းနေစဉ်မှာအီရန်တပ်ဖွဲ့တွေကဒုံးကျည်တွေဒရုန်းတွေနဲ့ဆက်လက်ငယ်အမြောက်များကိုလွှတ်ခဲ့တာပါအမေရိကန်ပိုင်းတစုံတရာထိခိုက်မှုမရှိခဲ့ပါဘူးဟု SATCOM ကထုတ်ပြန်ချက်တွင်ထပ်လောင်းဖော်ပြထားပါတယ်အီရန်လက်နက်ကင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့ကမူအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုများကက်ရှမ်ကျွန်းဘန်နာခါမီယာနဲ့စီရက်ကန်ယိုရန်တလျှောက်ရှိရက်သားနယ်မြေများကိုထိမှန်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်ထို့ပြင်ဟော်မုတ်ရေလက်ကြားသို့ဥတည်မောင်းနေနေတဲ့အီရန်ရေနံတင်သင်္ဘောတစ်စီးကိုပြစ်မှတ်ထားခြင်းဖြင့်အမေရိကန်ကလက်ရှိအပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်ခဲ့သည်ဟုလည်း၎င်းကဆွဆွဲခဲ့ပါတယ်။အီရန်နေဖြင့်ရေလက်ကြားရဲ့အရှေ့ဘက်နှင့်ချာဘာဟာစိတ်ကမ်းတောင်ဘက်ရှိအမေရိကန်စစ်သည်မောများကိုတိုက်ခိုက်ခြင်းဖြင့်တုံ့ပြန်သည့်အရေးယူဆောင်ရွက်မှုလှုပ်ဆောင်ခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူကနိုင်ငံပိုင်မီဒီယာမှထုတ်လွှင့်သောဗီဒီယိုမိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။ Trump ကကြာသပတေးနေ့တိုက်ခိုက်မှုများကို ABC News နှင့်ဖုန်းဖြင့်ဆက်သွယ်ရာတွင်အပြစ်ခတ်ရက်စဲရေးကဆက်ရှိနေတော့မှအာဏာတည်မြဲနေသေးပါဟု၎င်းကဆိုပါတယ်။အီရန်လုံခြုံရေးတပ်ဖွဲ့များနဲ့ရန်သူတို့အကြားအပြန်အလှန်ပစ်ခတ်မှုတွင်ကက်ရှမ်ကျွန်းရှိဘာမန်စိတ်ခံတရာမှကုန်သွယ်ရေးအဆောက်အအုံများပြစ်မှတ်ထားခံရကြောင်းအီရန်နိုင်ငံပိုင်မီဒီယာသတင်းတရက်တွင်ဖော်ပြထားပါတယ်။အမေရိကန်နဲ့အီရန်တို့ကတလနီးပါးကြာမြင့်နေပြီဖြစ်တဲ့အပြစ်ခတ်ရက်စဲရေးရှိနေလင့်ကစားမကြသေးမီရက်ပိုင်းတွင်အပြန်အလှန်ပစ်ခတ်မှုများရှိနေခဲ့ပါတယ်။ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဒန်ကိန်းကအင်္ဂါနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားရ၌အပြစ်ခတ်ရက်စဲရေးစတင်ကတည်းကအီရန်ကအမေရိကန်တပ်ဖွဲ့များကို10ကြိမ်ထပ်မံတိုက်ခိုက်ခဲ့တော်လဲအဲ့ဒီဖြစ်စဉ်များနဲ့တစုံတရာမျှအပြည့်အဝစစ်ပွဲပြန်လည်ဖြစ်ပွားတဲ့အဆင့်သို့မရောက်ရှိသေးကြောင်းပြောကြားခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးကိန်းနဲ့ကာကွယ်ရေးဝန်ကြီးဟီယာဆတ်2ဦးစလုံးကအမေရိကန်တပ်ဖွဲ့များဟာလက်ရှိတွင်ခုခံကာကွယ်တဲ့အနေအထားဖြစ်သာဆောင်ရွက်နေတော်လဲနုနယ်လာတဲ့အပြည့်ရက်စဲရေးကာလအတွင်းအီရန်ရဲ့တိုက်ခိုက်မှုများကိုတုံ့ပြန်ရန်အသင့်ရှိနေကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့ကအိုမန်ပင်လယ်ကွေ့တွင်အီရန်စိတ်ကမ်းတစ်ခုသို့ဥတည်ခုံမောင်းရန်ကြိုးပမ်းနေတဲ့အီရန်လန်ဒင်ရေနံတင်သင်္ဘောရဲ့တပ်မကိုအမေရိကန်တိုက်လေယာဉ်တစ်စီးကကြည်မြောက်များဖြင့်ပစ်ခတ်ခါရပ်တန့်စေခဲ့ပြီးနောက်ယခုနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ခြင်းပဲဖြစ်ပါတယ်။ MT Hasna မြေရှိရေနံတင်သင်္ဘောဟာအိုမန်ပင်လယ်ကွေ့ရှိအီရန်စိတ်ကမ်းတစ်ခုသို့ဥတည်သွားနေစဉ်နိုင်ငံတကာရေပိုင်နက်တွင်ရှိနေခဲ့ပြီး၎င်းသင်္ဘောကအမေရိကန်ရဲ့ပိတ်ဆို့မှုကိုချိုးဖောက်နေကြောင်းအမေရိကန်တပ်ဖွဲ့များကတတိပေးချက်များစွာထုတ်ပြန်ခဲ့သည်ဟု SATCOM ကထိုစဉ်ကပြောကြားခဲ့ပါတယ်။အမေရိကန်လေပိုင်းစစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်တွင်အမေရိကန်တပ်ဖွဲ့များကပဏိပခပုံမူကြီးထွားလာအောင်မလုပ်ဆောင်လို့တော့လဲစစ်တပ်အနေဖြင့်အမေရိကန်တပ်ဖွဲ့များကိုအကာအကွယ်ပေးရန်အသင့်ရှိနေသည်ဟုဖော်ပြထားပါတယ်။